Oh my god ลูกค้าใช่แล้วจะก็อยู่ကျွန်တော်တို့ရွာမှာဆိုရင်တော့ဂျပန်ငါးလို့ခေါ်တာပေါ့ မြင်တော့မမြင်ဘူးဘလူးကြော ထိုင်းမှာဆိုရင်တော့ပတ်နေပေါ့ တသေးလေးတွေရေးမယူဘူးကြီးကြီးပဲယူမယ်ကြီးရွယ်တွေပဲယူမယ် ဘစ်စကယ်တွေပြအောင်လေဟမ် ပြန်လှုပ်လိုက် ဟဲ့အော်ဘလူးဝိုင်းနေကြည့်ဟုတ်လား စကေးတော့ပါစီပါတော့ပါတယ် ခက်တယ်မလား ကြီးလာသေးလာတော့မသိဘူးဝဲကြီးရတွေကတော့သေးလေးတွေပဲပါပါတယ်ပြန်လှုပ်လိုက်တော့မယူရနဲ့တော့အထက်စီကောင်နေပြန်လှုပ်ပေးလိုက်မယ်ကောင်နေကိုပြန်လှုပ်ပေးလိုက်မယ်တနေရပြောင်း မကမရ ဟေး ဒီကောင်နဲ့အရင်လည်းတက်တယ် ညာကိုလာလဲရွာမှာရွာလဲပေးလုံးနေသေးရင်လည်းပြင်းနေလောက်ရပြလိုက်လောက်ပေးလိုက်မယ်